ကျမကိုအမြဲမုန်းတီးနေတဲ့မိထွေးဟာကျမရဲ့မင်္ဂလာဆောင်မှာတော့ထူးထူးခြားခြားရေတစ်ခွက်လာတိုက်ပါတယ်ရေထဲမှာတစ်ခုခုမားနေတာကိုကျမအနံ့ခံကြည့်ုံနဲ့တီးလိုက်ပေမဲ့ဘာမှမသိသလိုဟန်ဆောင်ပြီးတောက်ပြလိုက်ပါတယ်မိထွေးကျဉ်တ်ပြီးထွက်သွားတာနဲ့ကျမရေတွေကိုချက်ချင်းပြန်ထွေးထုတ်လိုက်ပါတယ်မိထွေးရဲ့အကြံကိုကောင်းကောင်းသိထားလို့ကျမကိုယ်တိုင်မသိချင်အောင်ဆောင်ဖို့ဆုံးဖြတ်လိုက်တာပါမကြခင်မှာပဲကျမရဲ့ညီမဝမ်းခွဲအခန်းထဲကိုရောက်လာပါတယ်ကျမအိပ်ပျော်နေပြီးအထင်နဲ့ညီမဝမ်းခွဲဟာအစီကံတယောက်ကိုဖုံးဆက်ပြီးသူတောင်းစားတယောက်ခေါ်လာဖို့ခိုင်းလိုက်ပါတယ်ပြီးတော့ကျမတကယ်အိပ်ပျော်နေလားဆိုတာစစ်ဖို့လုပ်နေတော့မှပဲကျမမျက်လုံးတွေကိုရုတ်တရက်ဖွင့်ပြီးညီမဝမ်းခွဲကိုအိတ်ဆေးမှုန်တွေနဲ့ပတ်လိုက်ပါတယ်ညီမဝမ်းခွဲလည်းကတင်ပေါ်မှာတင်အိပ်ပျော်သွားပါတော့တယ်မိထွေးကိုသူမကိုယ်တိုင်ဆင်နဲ့ထောင်ချောက်ထဲပြန်ဝင်စေဖို့အတွက်ကျမအခန်းထဲကနေတိတ်တဆိတ်ထွက်လာခဲ့ပါတယ်မကြခင်မှာပဲတယောက်ယောက်ကသူတောင်းစားကိုခေါ်လာပါတယ်ကတင်ပေါ်မှာလှလှပပအိပ်ပျော်နေတဲ့ညီမဝမ်းခွဲကိုမြင်တော့သူတောင်းစားကအလွန်ဝမ်းသာသွားပါတယ်အဲ့ဒီအချိန်မှာပဲတထေးကြီးဟာကျမကိုလက်ထပ်ဖို့နောက်လိုက်အချံရံတွေနဲ့ရောက်လာပါတယ်ကောက်ချစ်တဲ့မိထွေးကတော့ကျမဟာအပေါ်ထပ်မှာစောင့်နေတယ်လို့တထေးကြီးကိုလိန်ညာပြောဆိုလိုက်ပါတယ်ဒါပေမဲ့တထေးကြီးအခန်းတကားကိုဖွင့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အရှက်ရသွားပါတယ်အားလုံးကကျမကိုလှောင်ရဲဖို့အစဉ်သင့်ဖြစ်နေကြပြီးမိထွေးကလည်းကျမဟာအချစ်စာရိတ်တမကောင်းဘူးဆိုပြီးချက်ချင်းငောင်ငန်းပါတော့တယ်ဒါရင်မကတထေးကြီးကိုကျမနဲ့လက်ထပ်ပွဲဖြတ်ခိုင်းပြီးညီမဝမ်းခွဲနဲ့အစားထိုးလက်ထပ်ပေးဖို့လည်းပြင်ဆင်နေတာပါဒါပေမဲ့ဒေါသထွက်နေတဲ့တထေးကြီးကသူ့တောင်းစားကိုအပြင်ကိုဆွဲထုတ်ခိုင်းလိုက်ပါတယ်တထေးကြီးကဆောင်းကိုလှန်ကြည့်ဖို့လုံနေတော့မှပဲကျမဟာတကားဝမှာရုတ်တရက်ပေါ်လာပါတယ်အားလုံးအံ့ဩမင်တက်သွားကြပြီးကတင်ပေါ်မှာဘသူရှိနေတာလဲဆိုတာသိကျင်သွားကြပါတယ်။ဒါကိုမြင်တော့ကျမကိုယ်တိုင်ဆောင်ကိုလှန်ပြလိုက်တဲ့အခါညီမဝမ်းခွဲရဲ့မျက်နှာပေါ်လာပါတော့တယ်။မိထွေးကတော့သူ့သမီးဖြစ်နေတာကိုမယုံနိုင်အောင်တုန်လှုပ်သွားပါတယ်။ညီမဝမ်းခွဲကတော့ဒါဟာကျမရဲ့အကွက်ဆင်မှုပဲလို့အော်ဟစ်ပြောပါတော့တယ်။ကျမကတော့မိထွေးနဲ့ညီမဝမ်းခွဲတို့ရဲ့ပူးပေါင်းကြံစည်မှုကိုအားလုံးရှေ့မှာဖွင့်ချလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါတထေးကြီးဟာကျမရဲ့ညံကောင်းမှုကြောင့်ဂုဏ်သိက္ခာကိုဆယ်တင်နိုင်ခဲ့လို့ဝမ်းသာသွားပါတယ်။အဲဒီနောက်တထေးကြီးကကျမလက်ကိုဆွဲပြီးထွက်လာခဲ့တာကြောင့်မိထွေးကတော့ဒေါသတကြီးကြံရစ်ခဲ့ပါတယ်။အဲဒီညမှာတော့ကျမကရှက်ကိုရှက်ကန်းနဲ့တထေးကြီးကိုဆိုဖာပေါ်မှာပဲအိပ်ဖို့ပြောပေမဲ့တထေးကြီးကကျမနားကိုကပ်လာပါတယ်တထေးကြီးကကတင်ပေါ်မှာအတူအိတ်ချင်တာလို့ကျမထင်လိုက်ပေမဲ့တကယ်တော့တထေးကြီးကကျမကိုမေးခွန်းထုတ်လိုက်တာပါကိုမိသားစုကိုတောင်ဒီလိုမျိုးကစားနိုင်တာကြမှာဟာဘလို့လူစားမျိုးလဲဆိုပြီးမေးလိုက်တာပါကျမရဲ့နောက်ပြောင်ကြည့်စေတဲ့အပြုံးကိုမြင်တော့တထေးကြီးကစိတ်ပြတ်သွားပြီးမင်္ဂလာဦးခန်းထဲကနေထွက်သွားပါတော့တယ်နောက်တနေ့မနက်မှာတော့ကျမဟင်းချက်နေတော့ဒေါသထွက်နေတဲ့ညီမဝမ်းခွဲရောက်ချလာပါတယ်အဲဒီနောက်